Madame, Hilama, Udini, Luasia, Udini, Pidia. When I do the dollar, here, Hilama, like Piri, Siloma, Udina, the big here. 96 ခုနှစ်ကဆင်မဒါပြင်ပြောင်းသွားတတိကိုလေ80ခုနှစ်မှာဒီကိုရောက်တာ16နှစ်ကြာဆင်မလောက်တက်မှာဆိုဒီကျောင်းမှာအများဆုံးပေါ့ပထမတော့3မှာ3နှစ်ကျော်တာလာပြီတဲ့ခုမှာ3နှစ်တာနဲ့ဒါပြင်ရောက်တော့ဒီမှာအားကမရှိဘူးဒီမှာပဲတော့ပြင်လေးနဲ့ညောက်က16နှစ်လုံးလုံးမှာဆင်မတို့ညင်းလက်စီးတဲ့တင်ကနေတယ်ငန်းရှောက်ပြီးတော့အဲ့လိုလေလာတော့အဲ့ဒါဒုက္ခမဟုတ်ဘူးအဲ့တော့မှလည်းဆင်မကျက်မိုက်ပေါင်းလာခြေတော်ငယ်အရင်တော့သိကူတာအရင်တော့သိကူတာပြီးဒါပြီးကြောင်းတော့ရုပ်အစိုးရကောင်းကျမကြီးတော့ကောင်းတော့မှမမေ့ဘူးငယ်လေးတွေကနေပြီးတော့ပညာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေဟာအနန္တောနန္ဒ၅ပါးထဲမှာလည်းပါဝင်တဲ့အတွက်ဒါကြောကျင်တယ်ပေါ့ညဘက်ပုံမှန်ကြောပြစ်နေပေမဲ့ဒီလိုမျိုးတက်တရားလည်းကြီးလာကြပြီဆိုတဲ့အခါကျတော့ဒီလိုမျိုးတွေ့ဆုံပြီးတော့ကြောရတယ်ပီတီကဘာနဲ့မှမလဲနိုင်ဘူးအဲ့တော့ဆရာဆရာမတွေကိုလူဘွားတော်ကလည်းတည်တည်ချာချာကြောခဲ့တယ်အခုလိုဒီရန်ဘွားရောက်နေစဉ်မှာလည်းဟိုငယ်ဆရာဆရာမတွေအကုန်လုံးကိုတွေ့ရမြင်ရစကားတွေပြောခွင့်ရတယ်ဒီကျေးဇူးတင်စကားတွေလည်းပြောခွင့်ရတယ်ဆိုတော့အင်မတန်ပီတိဖြစ်ဖို့ကောင်းပါတယ်ဒါကောင်းမွန်တဲ့အစဉ်လာလေးတစ်ခုဖြစ်တဲ့အတွက်လည်းဒါမြန်မာတနိုင်ငံလုံးမှာမြည်သည့်နေရာဒေသတွေနေထိုင်နေမစို့သူကမိဘကတော့လက်ဦးဆရာပေါ့နော်အဲ့ဒါနေပြီးတော့နောက်ပိုင်းမှာကျောင်းဆရာဆရာမတွေအနန္တောနန္ဒ၅ပါးထဲမှာပါဝင်တဲ့မြင့်ဆရာတွေကိုဒီလိုမျိုးရှစ်ကိုးကြောတွေပွဲလေးတွေကျင်းပတာဟာအင်မတန်ကောင်းမွန်ပါတယ်လို့ပြောချင်ပါတယ်ပီတိခံစားရတာပေါ့မျက်စရာပူဇော်ပွဲဆိုတာဟာဆရာတမိုင်းဆရာဘဝမှာတကယ့်ကိုမျက်နှိုးတန်ဖိုးထားခွင့်ရပွဲတော်တစ်ခုပါတက်ရှိထင်ရှားရှိနေတဲ့ဆရာဆရာမတွေဆရာကြီးဆရာမကြီးမှာပြောနော်အငိမ့်စားဆရာကြီးဆရာမကြီးများကိုတဲ့ရွယ်နှုတ်ပြတဲ့တပည့်တပန်းတွေကကျေးဇူးဆက်ထားတော်၎င်းလက်ဆယ်ပြထိတ်မှမိုးပြီးတော့ပူဇော်ကြောတာတော်၎င်းဆရာကြီးဆရာမကြီးတွေဘဝအတွက်တန်ဖိုးဖြတ်ဖွယ်ရတကယ်ကိုအားရကျင့်တဲ့ဖွယ်ရပူဇော်ပွဲတစ်ခုပေါ့နော်အရန်ကိုပီတိဖြာမိပါတယ်ကြားရတာလည်းဝမ်းသာမိပါတယ်
ဒီကနေပြီးတော့ဆိုရင်ဒါအထက်ကဓာပိန်အထက်ကမြို့မှာဓာပိန်မြို့မှာအထက်ကဓာပိန်ဆိုတာတစ်ချောင်းနဲ့ရှိပါတယ်ဒီအထက်ကဓာပိန်ကထွက်တဲ့တားငယ်သမီးငယ်တွေအားလုံးဟာအထက်ကဓာပိန်မြို့ကိုတနေ့ကြာရင်တာဝန်ထမ်းဆောင်မဲ့မျိုးဆက်တစ်လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်တားငယ်သမီးငယ်တို့အနေနဲ့မျိုးဆက်တစ်တို့ရဲ့တဘာဝလူသားတဘာဝမှာလူသားကျင့်ဝတ်တွေကိုကျောင်းတော်ကြီးကနေပြီးတော့ဆရာဆရာမတွေနဲ့ဆုံးမစကားကိုယူဆောင်သွားပြီးတော့မျိုးဆက်တစ်ရဲ့တာဝန်တွေကိုဆက်လက်ပြီးတော့တာဝန်ထမ်းပေးပါလို့ပြောချင်ပါတယ်ကျွန်တော်နာမည်ကတော့ကိုတင်မောင်မောင်ဆွေဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ကိုနိုင်လွင်ဖြစ်ပါတယ်ကျွန်တော်နာမည်ကကိုစော်လင်းထိုက်ဖြစ်ပါတယ်ကျွန်တော်ကတော့2001ပညာသင်တဲ့ကျောင်းသားတစ်ယောက်ပါကျွန်တော်လည်း2001ပါကျွန်တော်ကတော့2005 2006ပေါ့အဲ့လောက်အဲ့ပညာသင်တဲ့အတွက်တကယ်ချင်းတွေပြန်ဆောင်တော့ပြောတာပေါ့ဆရာဆရာမတွေလည်းအဟောင်းတွေရောအစ်စ်တွေရောတွေ့ရတဲ့အတွက်ရောင်းဝမ်းသာနေတာပေါ့တကယ်ချင်းတွေမစုံလာကြတဲ့တကယ်ချင်းတွေဒီလိုတစုတစည်းစုံလာတဲ့အတွက်အများကြီးဝမ်းသာပါတယ်ဆရာတွေကိုလည်းဒါတစုတစည်းတဲ့တပေါင်းနဲ့ကြောနိုင်တဲ့အတွက်လည်းအများကြီးပီတိဖြစ်ရပါတယ်အခုလိုမျိုးလေကိုယ်တင်ပေးခဲ့တဲ့ဆရာတွေကိုအခုလိုပြန်တွေ့ရတဲ့အခါမှာအရန်ဝမ်းသာကြည်နူးဖြစ်ရပါတယ်ပြီးလို့ရှိရင်တကယ်ချင်းတွေနဲ့လည်းပြန်တွေ့ရတဲ့အခါကျတော့ပျော့ပါတယ်ဟုတ်ဝမ်းသာပီတိဖြစ်ရပါတယ်ကျောင်းသားဟောင်းတွေရောအကုန်လုံးအခုလိုလာတက်ရောက်ပြီးတော့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်နောက်နှစ်တွေမှာလည်းတငယ်ချင်းတွေအကုန်လုံးအဝေးရောက်တဲ့တငယ်ချင်းတွေရောအနီးမှာရှိတဲ့တငယ်ချင်းတွေရောလာရောက်ပေးပါလို့ဖိတ်ခေါ်ပါတယ်အလူငွေလေးတွေထည့်ဝင်ပြီးလာရောက်ပါလို့ဖိတ်ခေါ်ပါတယ်မဟုတ်ကဲ့ပါရမ်းပြောရတာပေါ့ငယ်တော့ဘဝခန်းစားချက်တွေကိုပြန်ပြီးရတာပေါ့ပြီးတော့ဆရာသမားတွေကိုကြောရတဲ့ပီတိရလဲဘာနဲ့မှမလဲနိုင်ဘူးအဲကြောင့်မို့တငယ်ချင်းတွေလည်းလာရောက်နောက်နှစ်တွေမှာတွေ့ဆုံဖို့အတွက်လာရောက်တက်ရောက်ပေးပါလို့ဖိတ်ခေါ်ပါတယ်နော်ညီမကျတော့ဒီ generation တွေမှာဆိုငယ်ဆုံးပေါ့နော်ညီမတို့ဒီ generation မှာဆိုညီမတက်ရောက်ပဲပါတယ်ပေါ့နော်နောက်နှစ်တွေကြားလို့ရှိရင်ညီမတို့နဲ့အတူညီမတို့ရငယ်တဲ့ generation တွေပေါ့နော်ပါဝင်ပေးဖို့လည်းဒီကနေပြီးတော့တောင်းဆိုပါတယ်ငယ်တော့ဘဝပေါ့နော်ငယ်ဘဝပေါ့ငယ်ဘဝတန်းတရားပြောကြတယ်နောက်ကြတယ်ပြောင်းကြတယ်မင်းကြီးလောက်ဆိုငယ်ကြီးဆိုတရားမှမပေါ့ဒီထဲမှာသိရကြမှာဆိုဟိုကတွေ့တယောက်ကအပြိုကြီးဖြစ်နေတယ်ငယ်တငယ်ချင်းတွေပြောနေပို့ပြောဖို့ကောင်းတာပေါ့မတွေ့ရလဲကြာအခုကြာမှတွေ့ကြတာတော့ခုနတယောက်ကြားလဲလာချောင်းပြီးသွားပြီဒီမှာလာကြည့်နေမြင်တော့အားကြောင့်သူ့ပခုံးဖက်လို့မရပါဘူးခင်ဗျာကျွန်တော်တို့ရဲ့ဓာပင်ရင်တော့ဆိုရင်ဓာပင်လို့ပြောရင်ကျောင်းသွားတက်ရင်ကျောင်းကရန်ကုန်ကတငယ်ချင်းတွေကြီးကြတယ်ပေါ့ဓာတ်အောင်ပိန်တယ်ပေါ့လူဆိုဘယ်လိုမျိုးလဲအဲ့လိုမျိုးအမြဲတမ်းလှောင်ခံရတယ်ပေါ့အဲ့တော့လူဆိုရင်အမှုတ်ဖြစ်မှတိလာတယ်တခါကျရင်အဲ့လိုမျိုးနဲ့ပြောခဲ့တယ်ပေါ့အဲ့မဲ့နောက်တစ်ပြေးပြေးနဲ့ကျွန်တော်တို့ဓာပင်လူပြောစရာမလိုအောင်တိလာတယ်အဲ့ဒါဘာကြောင့်လဲဆိုဘဘူးလုပ်ငန်းကြောင့်ပေါ့ဘဘူးလုပ်ငန်းတွင်တိုးတက်လာတယ်ပြီးတော့စုတွေယူရတယ်အဲ့တော့လူကတိလာပြီတစ်ခါကျရင်ဓာပင်လို့ပြောတာ ਨੇ ဘဘူးနဲ့ရှင်တွဲပြီးတိသွားတဲ့အတွက်ကိုဓာပင်သူတယောက်ဖြစ်ရတာကျွန်တော်တို့ဒါငငယ်တုန်းကတော့အတူတူပညာသင်ကြားခဲ့တာပေါ့နော်ခုံတန်းရရှိတစ်ခုမှအတူတူပညာသင်ကြားခဲ့ရတယ်အသက်အရွယ်တစ်ခုရောက်လာကြတော့အရာရှိတွေနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိပိုင်းတွေဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်ကုန်ကြတယ်ဒါပေမဲ့ဒီလိုဆရာကတော့မှတွေ့တဲ့အချိန်မှာအဲ့ဒီအရာရှိတွေတထေးတွေဒါဂုံဒရက်တွေကိုဘေးမှာထားခဲ့ပြီးအခုတငယ်ချင်းတွေအကုန်လုံးမင်းနဲ့ငါနဲ့ပြောရတဲ့ခံစားချက်ကဒါဒီအရွယ်မှာဘာနဲ့မှမလဲနိုင်တဲ့ခံစားချက်ဖြစ်ပါတယ်ကျွန်တော်ဆိုလက်ဒါယူသားစွာနဲ့ကောင်းချင်းတို့ရောင်စားနေတော့ကောင်းချင်းတို့တယ်လေးပါဆရာမတွေအဲ့လိုစုပေးရကြတော့ဝမ်းသာရပေါ့နော်သူတို့တေချာလေးစုပေးရဲကိုရမတင်ဘူးပိတ်မဲ့လေကုသိုလ်တွေအများကြီးရတယ်အတိုင်းမကြီးပြီးပြရပါဗျာပြီးခဲ့2လ3လရဲ့နေစပြီးတော့ရေကုန်နေရပါနှစ်တိုင်းနှစ်ပေါင်း10နှစ်ကျော်ရှိပါပြီနှစ်တိုင်းမှာလည်းပါဝင်ဖြစ်ပါတယ်နှစ်တိုင်းလည်းပျော်ရွှင်တငယ်ချင်းတွေနဲ့လည်းတွေ့ရတယ်ပြီးပါဆရာသမားတွေအစုံလေးနဲ့လည်းတွေ့ရတဲ့အရန်လည်းပျော်ရွှင်ရပါတယ်ဥဒတိလည်းရေကုန်နေရပါတယ်ခင်ဗျာ
ဒီနေ့ဆိုအရင်အားရပါတယ်ဒီနေ့တော်တော်လေးတိုးတက်လာပါတယ်အငယ်တွေရောလက်တွဲလိုက်တဲ့အတွက်ဝမ်းသာပီတိဖြစ်မိပါတယ်နောက်ခုတို့ဆရာမလေးတွေလည်းတဲ့ရအောင်ဒီရဲ့ဟိုစကားလေးဆောင်နေတယ်အောက်ရှင်ပါလို့အဲဘာလို့လို့ဒီကိုယ်ရဲ့စကားလေးဆောင်လို့သူတိကျကပါတဲ့လာတဲ့အောက်ကနေဆောင်လို့တင်ပါလိမ့်အဲဘာလဲဆိုလို့ဒီမြောက်လို့သာမြောက်လို့သာကြောင်းလို့စများကြီးတော့လေးလို့ဆောက်တော့ကိုလည်းမပြီးဆံပါအဲ့လိုနိုင်ရှိပြီးပြောပြပေးပါ ကျမတို့ရဲ့အခုနှစ်ထပ်ကျောင်းဆောင်ကြီးတွေဝန်ထမ်းအင်အားတွေကိုနိုင်ငံတော်အစိုးရကလည်းထောက်ပံ့ပေးမှုကြောင့်ဟိုနှစ်ထပ်ကျောင်းဆောင်ကြီးလည်းကြာလာပါပြီဝန်ထမ်းအင်အားကြီးလည်းစောက်လုပ်ပြီးတော့ပြီးသွားပါပြီနိုင်ငံတော်အစိုးရရဲ့ထောက်ပံ့မှုတွေအများကြီးလည်းပါပါတယ်ရက်ရွာကလည်းပူပေါင်းဆောင်ရွက်မှုတွေကြောင့်မိဘဆရာတင်းတွေရဲ့ပူပေါင်းဆောင်ရွက်မှုတွေကြောင့်လည်းကျမတို့ကျောင်းရတိုးတက်နေတာဖြစ်ပါတယ်ကျမတို့တွေရောရင်ငယ်ရတက်လာတယ်နောက်ပြီးတော့သားသမီးတွေအစားပေါ့နော်အကုန်လုံးတက်ရောက်ပြီးတော့ပညာသင်ကြားခွင့်ရခဲ့တယ်တစ်စင်းနဲ့တစ်စင်းဟိုတနည်းနဲ့တနည်းတော့မတူဘူးပေါ့နော်အကုန်လုံးရရွာရဲ့ပံ့ပိုးမှုနိုင်ငံတော်ရဲ့ပံ့ပိုးမှုကျောင်းသားမိဘတွေရဲ့အကုန်လုံးပေါ့နော်ကိုကြီးရိုင်းကိုပံ့ပိုးမှုနဲ့ဖြည်းဖြည်းနည်းနည်းမတူဘဲနဲ့ကိုကျိုးတိုးတက်မှုအများကြီးဖြစ်နေရပါတယ်အဲဒီအတွက်လည်းမန္တမဆုံးပီတိဖြစ်ခဲ့ရပါတယ်ဝမ်းသာပါတယ်ဟုတ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်တို့ငယ်တုန်းကဆိုရင်ဒါကျွန်တော်တို့ကတစ်သားကျောင်းဆောင်နေနဲ့တင်ခဲ့ရတာ
အခုဘာကြီးတိုးတက်လာတဲ့ဆိုတော့နှစ်ထပ်ကျောင်းဆောင်နေတာဒီကျောင်းဆောင်အသစ်တွေနဲ့ပေါ့နော်ဒီကလေးတွေပညာသင်ခဲ့ရတယ်ကျွန်တော်တို့ငယ်တော့ပန်ကာတို့ဘာလို့ဆိုတော့မရှိဘူးမိုးရွာရင်ပရင်းမောက်ပိတ်နေပူရင်ပရင်းမောက်ဖွင့်လူပဲနေခဲ့ရတာအခုခေတ်ကလေးတွေကြတော့ဒါအကုန်လုံးရပံ့ပိုးမှုနဲ့ပန်ကာတွေအဲကတော့မရှိဘူးเนาะပန်ကာတွေဘာတွေနဲ့ဒါကလေးတွေအေးလူပညာသင်ကြားနိုင်ခဲ့တာဒါတွေလည်းကျွန်တော်တိုးတက်မှုတွေပါခင်ဗျာဟုတ်ဘာနာပါတယ်ကျွန်တော်တို့ငယ်တော့အထက်ပေါ့နော်အခုနိုင်ငံတော်အစိုးရထောက်ပံ့မှုနဲ့ဒီကျောင်းသားမိဘပေါ့မိဘတွေရဲ့ကျောင်းဆရာကြီးနဲ့ပူးပေါင်းဆောင်ရွက်မှုပေါ့နော်အဲကြောင့်ဒီကျောင်းတော်ကြီးကအမြဲပြောင်းလဲပြီးတိုးတက်လာတာတွေ့ရပါတယ်အဲ့တွေလည်းအတိုင်းမသိဝမ်းသာပါတယ်ခင်ဗျာဟုတ်နှစ်ချက်ရှိစုပွဲတွေပါဆိုလို့ရှိရင်လည်းနယ်ဝေးရတငယ်ချင်းတွေဆိုပြန်လာပြကြရတယ်ပေါ့နော်ကျွန်တော်တို့ဒီဇာတိချက်တွေမွေးရမြေပေါ့အဲ့တော့ဓားပိန်ကိုလာလေကြပါလို့ဖိတ်ခေါ်ရပါတယ် ဓားပိန်သားမှန်ရင်ကျွန်တော်တို့ဓားပိန်သားမှန်ရင်အနေနဲ့ရက်ဘယ်နေရာပဲရောက်နေပြန်လာလို့ရမယ်ဆိုရင်ရတော့အပြင်ဓားပိန်သားတွေကတစောင်းမုံလာပြည့်နေကြရင်အကုန်လုံးပြန်လာကြပါတယ်အဲ့ဒါဆိုရင်ဒါတစောင်းမုံလာပြည့်နေပြန်လာခြင်းလို့ဆိုဒါဓားပိန်သားစစ်ပါတယ်ဒါဓားပိန်သားအမှန်နေပါ